Thank you, congregation and Pastor Baum, for allowing me to spend time praising God with all of you. သင်အုပ်ဆရာကြီးနေတကွာဒီမှာကြွားရောက်လာကြတဲ့တမန်တရားဒေသနာကိုနာခံဖို့ကြွားရောက်လာတဲ့ပရိသတ်များအားလုံးကိုလည်းအသက်ရှင်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုသူ့ကိုဝင်ငါခွင့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် The Gideon's International goal is the following. The gospel is our mission. သူတို့ဂီဒီယန်ရဲ့အဓိကရွယ်ချက်ပန်းတိုင်ကတော့ဒီ gospel လို့ခေါ်တဲ့သတင်းကောင်းကသူတို့ရဲ့ mission ပဲဖြစ်ပါတယ် Let me ask you a question. ကျွန်တော်မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါ If each one of you had the cure for cancer, what would you do with that information? အကယ်၍ခင်ဗျားတို့ထက်တယောက်ယောက်ကကင်ဆာယောဂါကိုကုသဖို့လိုအပ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုကုသဖို့အတွက်သတင်းအချက်လက်တွေဘယ်လိုရယူမလဲ Well, you would share it with your family, with your friends, with your city, with your state, with your country, and the world. ခင်ဗျားရဲ့မိသားစုဝင်တွေနဲ့ခင်ဗျားဒီယောဂအကြောင်းကိုခင်ဗျားဝင်ငါလိမ့်မယ်ဆွေးနွေးလိမ့်မယ်တငယ်ချင်းတွေကိုလည်းဒီယောဂအကြောင်းဝင်ငါဆွေးနွေးလိမ့်မယ်ပြီးရင်ခင်ဗျားတိုင်းပြည်မှာရှိတဲ့လူတွေကိုလည်းဒီယောဂအကြောင်းကိုဝေမျှလိမ့်မယ်ဆွေးနွေးလိမ့်မယ် Now, the Gideons don't have that answer any more than you do. But Gideon အနေနဲ့တော့ခင်ဗျားတို့စီမှာရှိပြီးသားအဖြေထက်ပိုပြီးမှတော့မရှိပါဘူး But we have the spiritual strength of the Word of God. ဒါပေမဲ့ကျွန်တော်တို့မှာပါရှိတယ်လေဆိုတဲ့ခါကျဖျားသခင်ရဲ့နှုတ်ပတ်တရားတော်ဆိုတဲ့ဝိညာဉ်ခွန်အားတော့ရှိပါတယ် Like you, the Gideons believe in Acts 1:8. ခင်ဗျားတို့လိုပဲဂီဒီယန်ကလည်းဘာကိုယုံကြည်တယ်လဲဆိုတော့တမန်တော်ဝတ္ထုခန်းကြီး1အငယ်8မှာပြောထားတဲ့အကြောင်းအရာကိုယုံကြည်ပါတယ် Which says, "But you shall receive power after the Holy Spirit has come upon you, and you shall be witnesses to me both in Jerusalem, all Judea, Samaria, and unto the uttermost part of the earth." တမန်ကျမ်းစာထဲဘာပြောထားလဲဆိုလို့ရှိရင်တော့ထို့သောမရှိတော့လဲသင်တို့အပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏ A wise man once told me about heaven. တခါကပညာရှိတစ်ပါးကသူ့ကိုဒီကောင်းကင်နိုင်ငံအကြောင်းကိုပြောပြတယ်ပေါ့နော် He said we can all get to heaven without health or without wealth. ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုဒီကျမ်းမာခြင်းမရှိဘဲနဲ့ဒီကျွန်တော်တို့ရဲ့ဘန္တာဥစ္စာတွေမရှိဘဲနဲ့လည်းရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ် We can get there without a great name. We can get there without a lot of learning. ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုကျွန်တော်တို့ရဲ့နာမည်ကျော်ကြားဖို့လည်းလိုအပ်ဘူးကျွန်တော်တို့ဒီသင်ကြားခံယူမှုများများလဲလှုပ်ရှားမလို့ဘဲနဲ့ရောက်ရှိနိုင်ပါတယ် We could have or not have culture, freedom, and friends. ကျွန်တော်တို့တငယ်ချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလွတ်လပ်ခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့မှာရိုးရာယဉ်ကျေးမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကောင်းကင်နိုင်ငံကိုရောက်နိုင်ပါတယ် But we cannot get to heaven without the Lord Jesus Christ. ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ယေရှုခရစ်တော်မရှိဘူးဆိုရင်တော့ကောင်းကင်နိုင်ငံကိုမရောက်နိုင်ပါဘူး So what are these Gideons anyway? ဆိုတော့ဂီဒီယန်ကပါလေ We are men and women, yes, women too, who give out the word of God and witness. ကျွန်တော်တို့ကလည်းဟုတ်ပါတယ် women and men ဆိုတော့အမျိုးသားတွေအမျိုးသမီးတွေပြောချင်တာတော့လူသားတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဘာလဲဆိုတော့ဘုရားသခင်ရဲ့နှုတ်ပတ်တရားတော်ကိုဝေငှတဲ့လူသားတွေဖြစ်ပါတယ် We follow Acts 1:8 in approximately 199 countries and 100 languages. ကျွန်တော်တို့ကဒီတမန်တော်ဝတ္ထုအခန်းကြီး1အငယ်8မှာပြောထားတဲ့အရာကိုကျွန်တော်တို့လိုက်လျှောက်တယ်ခံမှန်းခြေအဖြစ်နိုင်ငံပေါင်း196နိုင်ငံမှာကျွန်တော်တို့ရဲ့ဒီဂီဒီယန်ကအလုံးလုံးသလိုဘာသာစကားပေါင်း100ကျော်နဲ့တမန်ကျမ်းစာတွေကိုဖြန့်ဝေလျက်ရှိပါတယ် There are about 250,000 Gideons worldwide.
ကျွန်တော်တို့ရဲ့ဒီကမ္ဘာလုံးနဲ့ပြောမယ်ဆိုရင် a quarter of million ဆိုတော့1 billion ရဲ့၄ပုံတစ်ပုံလောက်ကျွန်တော်တို့ဒီဂီဒီယန်အဖွဲ့အစည်းကလက်လန်းမိနေပြီပေါ့နော် We are international, national, and local, like here. ကျွန်တော်တို့ကဒေတာတွင်းမှာလည်းရှိသလိုနိုင်ငံတွင်းမှာလည်းရှိသလိုနိုင်ငံတကာမှာလည်းဖြန့်ကျက်ပြီးမှလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ် We hand out personal workers' testament that looks like this. ကျွန်တော်တို့ကဒီတူးချင်းကင်တွယ်လို့ရတဲ့ဘဲသွားတဲ့ဆောင်လို့ရတဲ့ personal ပစ္စည်းဖြစ်တဲ့တမန်ကျမ်းစာအုပ်အသေးလေးယခုကဲ့သို့တော့တမန်ကျမ်းစာအုပ်ကိုလည်းကျွန်တော်တို့ထုတ်ဝေလည်းရှိပါတယ် This contains the entire New Testament plus Psalms and Proverbs. ဒီတမန်ကျမ်းစာအုပ်သေးသေးလေးမှာဓမ္မသစ်ကျမ်းတွေအကုန်ပါတယ်လို့ဆာလံကျမ်းနဲ့သုတ်တန်ကျမ်းလည်းပါဝင်ပါတယ် Inside, of course, is the Word of God. အထက်မှာတော့ဟုတ်တာပေါ့ဘုရားသခင်ရဲ့နှုတ်ပတ်တရားတော်တွေပါပဲ But there are also a series of helps. ကျွန်တော်တို့ပြီးရင်အထက်မှာဘာတွေပါဝင်လဲဆိုတဲ့အခါကျွန်တော်တို့ဒုက္ခရောက်တဲ့အခါမှာကျွန်တော်တို့ကူညီပေးနိုင်မဲ့တမန်ကျမ်းချက်တွေအစဉ်လိုက်လုပ်ထားတဲ့တမန်ကျမ်းချက်လေးတွေလည်းပါဝင်ပါတယ် And these helps cover many, many things that you would talk to someone when you were witnessing about the Lord Jesus. ဒီထဲမှာခမည်းကယေရှုခရစ်တော်အကြောင်းဘုရားသခင်ရဲ့အကြောင်းတက်သေးခံနေတဲ့ခမည်းတော်ကိုယ်တိုင်လည်းတက်သေးခံနေတဲ့ခမည်းတော်တက်သေးခံလို့ရတဲ့ကျမ်းချက်လေးတွေအများကြီးပါဝင်နေပါတယ် For example, if you are tempted, if you have anxiety, if you are bitter for something, the scripture addresses it, and this tells you where to go to find it. ဥပမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့စုံစမ်းနောက်ဆက်ခြင်းခံနေရသလားကျွန်တော်တို့ရဲ့ဘဝမှာခါးသီးခြင်းတွေကိုခံနေရသလားဒါမှမဟုတ်ကျွန်တော်တို့ဘဝမှာဒီဒုက္ခပင်လယ်တွေနဲ့ဝင်နေသလားအဲ့လိုမျိုးအချိန်မှာဆိုကျွန်တော်တို့ခွန်အားပေးနိုင်တဲ့တမန်ကျမ်းချက်လေးတွေပါဝင်နေပါတယ် But just as important, in the back, it is God's plan of salvation. အနောက်ဘက်မှာတော့ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့သူ့ရဲ့ဒီအစီအစဉ်တွေအကြောင်းကိုရေးသားထားတာဖြစ်ပါတယ် Now, many people have told me over the years, let pastor witness. အရင်လူတော်များများတော့ဗာပြောကြလဲဆိုတဲ့ခါကျတော့ဖျားသခင်ရဲ့အကြောင်းတက်တည်ခံမယ်ဆိုတော့တင်းအုပ်ဆရာပဲတက်တည်ခံပါစေဆိုမှပြောတတ်ကြတယ်ပေါ့နော် I can't do it because I might do it wrong. တချို့လူတွေကပြောတယ်ငါတော့မလုပ်နိုင်ဘူးငါလုပ်ရင်မားသွားလိမ့်မယ်ဆိုပြီးမှလည်းစိုးရိမ်ကြောင်ကြမှုတွေရှိကြတယ် Well, you can't do it wrong if you're witnessing as God's word says. အကယ်၍ခမည်းသာဖျားရဲ့နှုတ်ကပတ်တရားတော်အတိုင်းဖျားသခင်ပြောစေခြင်းတဲ့စကားကိုပြောမယ်ဆိုလို့ရှိရင်တော့မှားစရာအကြောင်းမရှိပါဘူး But here, it's all written down for us. ဒီတမန်ကျမ်းစာထဲမှာလည်းကျွန်တော်တို့တွေအတွက်အကုန်လုံးကိုရေးသားထားပြီးသားဖြစ်ပါတယ် God loves us and wants us all to be saved. ဖျားသခင်ကကျွန်တော်တို့အားလုံးကိုချစ်တဲ့အတွက်ကြောင့်လူသားအားလုံးကိုကယ်တင်ခြင်းရဖို့အတွက်သူရဲ့ချစ်ခြင်းမေတ္တာကိုပြသခဲ့တာဖြစ်တယ် We are all sinners. ကျွန်တော်တို့အားလုံးဟာအပြစ်သားတွေဖြစ်ကြတယ် If our mind and our heart believes that Jesus Christ came to save us, အကယ်၍ကျွန်တော်တို့ရဲ့နှလုံးသားတွေကျွန်တော်တို့ရဲ့အသိဉာဏ်တွေကယေရှုခရစ်တော်ကြွလာတာကျွန်တော်တို့ကယ်တင်ဖို့ကြွလာတယ်ဆိုတဲ့အရာကိုလက်ခံမယ်ဆိုလို့ရှိရင် that he died in our place, ကျွန်တော်တို့အစာသူကလက်ဝါးကားတိုင်းမှာအသေးခံသွားတယ် and that he rose again after 3 days, you will be saved. ပြီးတဲ့အခါမှာ3ရက်မြောက်တဲ့နေ့ကသူကပြန်လဲရှင်ပြန်ထမြောက်တယ်ဆိုတဲ့အကြောင်းအရာကိုခမည်းယုံကြည်မယ်ဆိုလို့ရှိရင်တော့ခမည်းကယ်တင်ခြင်းရပါပြီ And it's all here. ဒီအကြောင်းအရာတွေအကုန်လုံးကဒီတမန်ကျမ်းစာလေးထဲမှာရှိပါတယ် If you were witnessing, you would ask the person to read it that you've told him about this. အကယ်၍ခမည်းကဒီအကြောင်းအရာလေးတွေကိုပြောပြပြီးမှတခြားလူဒီတမန်ကျမ်းစာကိုဖတ်ခိုင်းဖို့အတွက်တက်တည်ပြုမယ်ဆိုလို့ရှိရင် There's a place for them to sign it and date it when they accepted the Lord and a prayer to that effect. သူတို့ကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့နေ့မှာသူတို့ရဲ့ရက်ဆွဲလေးတွေကိုဒီနောက်ကျောမှာဒီရက်ဆွဲကိုရေးပြီးမှလက်မှတ်ရေးထိုးထားလို့ရပါတယ် But that's not all. ဒါတွေအားလုံးမဟုတ်သေးပါဘူး If you're like me, you might have thought, was my salvation real? အကယ်၍
ခမည်းကကျွန်တော်လိုမျိုးပဲငါရဲ့ကဲတင်ချင်းကစစ်ကောစစ်ရလားအမှန်တကယ်ကိုဟုတ်ရလားဆိုပြီးတွေးနေမယ်ဆိုလို့ရှိရင်တော့ In here are 6 verses of assurance that what you said, if it came from here and your heart, is true. ဒီထဲမှာတမန်ကျမ်းချက်6ချက်ကပါဝင်နေပါတယ်ကျွန်တော်တို့ရဲ့အတွေးထဲမှာအုံနောက်ကနေယေရှုခရစ်တော်ယုံကြည်လက်ခံရင်နှလုံးသားထဲကနေလက်ခံတယ်ဆိုလို့ရှိရင်ကယ်တင်ခြင်းကစိတ်ချရပါတယ်ဆိုတဲ့အကြောင်းကိုအတိအကျပြောထားတဲ့တမန်ကျမ်းချက်တွေလည်းပါဝင်ပါတယ် There's also a suggestion ပြီးတဲ့အခါမှာဒီမှာပါလဲဆိုတော့ကျွန်တော်တို့ကို suggestion လို့ခေါ်တဲ့ကျွန်တော်တို့ကိုဒီ sorry မြန်မာလိုကကျွန်တော်တို့အကြံပြုချက်လေးတွေလည်းပါဝင်နေပါတယ် that the new Christian join a Bible-believing church like this one. အကယ်၍ဒီယုံကြည်သူအသစ်တရားလည်းပဲအခုလိုမျိုးပဲအသင်းတော်တွေမှာပါဝင်လာမယ်အသင်းတော်တစ်ခုခုကိုပေါ့သူတို့ဒီပါဝင်ပြီးမှအသင်းသူတင်တာဖြစ်လာလိမ့်မယ် If you were doing the witnessing, you'd have a church to suggest to them, wouldn't you? အကယ်၍ခမရသူတို့တက်သေးခံတဲ့လူဖြစ်မယ်ဆိုလို့ရှိရင်တော့သူတို့ကိုဘယ်အသင်းတော်တော့ပါဝင်ပါဆိုပြီးမှအကြံပြုနိုင်တဲ့အနေအထားမျိုးလည်းရှိဖို့လိုအပ်ပါတယ် So what do the Gideons want from you? ဆိုတော့ကဂီဒီယန်ကခမရတို့စီကနေဘာလို့လိုအပ်ပါတယ်လဲဆိုလို့ရှိရင် We want prayer. ကျွန်တော်တို့လိုအပ်တာခမရတို့ရဲ့ဆုတောင်းတန်ဖြစ်ပါတယ် We want prayer for safety in the international, the national, and the local. ကျွန်တော်တို့ကခမရတို့စီကဘာအတွက်ဆုတောင်းပေးဖို့လိုအပ်တယ်လဲဆိုတဲ့အခါကျလူတိုင်းလုံခြုံစိတ်ချဖို့အတွက်ဒီပြည်တွင်းမှာရောပြည်နယ်တွင်းမှာရောတခြားနိုင်ငံတကာမှာပါလုံခြုံစိတ်ချမှုရှိဖို့အတွက်ဆုတောင်းပေးဖို့အတွက်လိုအပ်ပါတယ် We want prayer that the Holy Spirit will act in these people that you're witnessing to accept the Lord as their Savior. ခမရတို့တက်တည်ခံနေတဲ့လူတွေစီမှာတန်ရှင်တော်ဝိညာဉ်တော်အလုံးလုံးဖို့အတွက်ခမရတို့ဆုတောင်းပေးဖို့အတွက်လိုအပ်ပါတယ်ဓမ္မတာလင်တို့ကဒီအသက်ရှင်တဲ့နှုတ်ပတ်တရားတော်ဒီကယ်တင်ရှင်အစစ်မှန်ကိုယုံကြည်လက်ခံလာမှာဖြစ်ပါတယ် Now I tell you to pray too for safety locally, and I will tell you why. ကျွန်တော်ကခမရတို့ဒီပြည်ဒေတာရင်းမှာပါလုံခြုံစုချဖို့အတွက်လူတိုင်း safety ဖြစ်ဖို့အတွက်ဆုတောင်းခိုင်းတယ်ဘာအတွက်လဲဘာကြောင့်လဲ By way of example, when the Gideons went to the community college downtown, ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင် Gideon ဒီ Bible International အဖွဲ့က downtown မှာရှိတဲ့ community college ကိုသွားမယ်ဆိုလို့ရှိရင် I was distributing and witnessing these by the front door. ဒီတမန်ကျမ်းစာလေးတွေကိုကျွန်တော်ကဝေမျှမယ်တက်တည်ခံမယ် A nice young lady အမအင်မတန်မှဒီသဘောကောင်းတဲ့အမျိုးသမီးလေးတစ်ယောက်က came up to me about a foot away from my nose. သူတဲ့တော်နီနီကက်ကသူ့ရဲ့နှာခေါင်းသားလေးထိပြောချင်တာမျက်နှာနဲ့နီးကပ်စာအထိကိုတိုးလာတယ် swore at me and suggested that we all leave because it was her campus and she didn't want us there. ဘာဖြစ်လို့ဆိုပြီးရင်သူကကြိမ်ဆဲပြီးမှနင်တို့တွေအားလုံးထွက်သွားကြတာမင်းတို့နဲ့ဆိုင်တဲ့နေရာမဟုတ်ဘူးဒါကငါတို့ရဲ့ college ပိုင်တဲ့ပရဝုံဖြစ်တယ်ဆိုမှသူတို့မောင်းထုတ်တယ် She turned and went into the building before I could answer her. ကျွန်တော်သူ့ကိုကောင်းကြီးမပေးခင်မှာသူကလှည့်ပြီးမှ building ထဲဝင်သွားပါတယ် We all know the devil is active locally, nationally, and internationally. တောက်ကြည့်ချင်းပဲကျွန်တော်တို့ကမကောင်းဆိုးဝါးကကျွန်တော်တို့ data တွင်းမှာလည်းအလုပ်လုပ်နေသလိုကျွန်တော်ရဲ့နိုင်ငံတွင်းမှာလည်းအလုပ်လုပ်နေသလိုတခြားနိုင်ငံတကာမှာလည်းမကောင်းဆိုးဝါးတွေကအလုပ်လုပ်နေတယ်ဆိုတဲ့အရာကိုတွေ့မြင်ရပါတယ် But our command from Acts 1 is that we shall be witnesses. တမန်တော်ခန်းကြီး1အငယ်8မှာပြောထားတဲ့အတိုင်းပဲကျွန်တော်တို့တွေကတက်သေးဖြစ်ဖို့လိုအပ်ပါတယ်ညီကြီးစွန့်နိုင်အောင်ကျွန်တော်ကျမတို့ကယုံကြည်သူတွေဖြစ်ကြောင်းတက်သေးပြဖို့လိုအပ်ပါတယ် So the first thing we want from you is prayer. ပြန်ပြောမယ်ပထမဆုံးချက်ကျွန်တော်ခင်ဗျားတို့စီကလိုအပ်တဲ့အရာကတော့ Gideon အနေနဲ့လိုအပ်တာခင်ဗျားတို့ရဲ့ဆုတောင်းတန်တွေဆုတောင်းပေးတဲ့အရာတွေဖြစ်တယ် The second thing we want from you is to consider being a member of the Gideons. ဒုတိယချက်အနေနဲ့ပြောချင်တာကတော့ခင်ဗျားတို့ကိုယ်တိုင်ရောဒီ Gideon Bible International ရဲ့အဖွဲ့ဝင်တွေဖြစ်လာဖို့အတွက်စဉ်းစားစေချင်ပါတယ်
That is husbands and wives. The ladies do what the men do. အမအမျိုးသားရောအမျိုးသမီးရောဒီလင်းယောက်ျားရောဇနီးဖြစ်သူရောပါဝင်လို့ရပါတယ်အမျိုးသားရောအမျိုးသမီးရောအကုန်လုံးအတူတူလုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ် We make distributions in hotels and motels, Bible sessions, and other places. ကျွန်တော်တို့ဒီတမန်ကျမ်းစာတွေဝင်ငါမှုတွေလုပ်တယ်ဘယ်လိုနေရာတွေမှာလုပ်လဲဆိုတဲ့အခါကျတော့ hotel တို့ motel တို့เนาะကျွန်တော်တို့အဲ့လိုနေရာတွေမှာလည်းဒီတမန်ကျမ်းစာတွေဝေမျှတဲ့အရာတွေ distribution တွေလုပ်ပါတယ် If you have a fear of witnessing, the Gideons can help you. အကယ်၍ခမည်းမှာဒီဝေငါတက်သိခံခြင်းနဲ့ဆန္ဒရှိတယ်ဆိုရင်လည်း Gideon ကခမည်းကိုကူညီနိုင်ပါတယ် The first is prayer, the second is membership, and the third is finances. ပထမချက်ကတော့ဆူတောင်းပေးဖို့လိုအပ်တယ်ဒုတိယချက်ကတော့ Gideon ရဲ့ member ဖြစ်လာဖို့အတွက်တောင်းဆိုခြင်းနဲ့တတိယချက်ကတော့ကျွန်တော်တို့ဘန္တာရေးအဖြစ်ငွေရေးကြေးအဖြစ်ထောက်ပံ့တာမျိုးလို့သူတို့အနေနဲ့လိုအပ်ပါတယ် Each one of these costs today about $1.80. ဒီတမန်ကျမ်းစာအုပ်လေးကကျွန်တော်တို့ထုတ်လုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံး$1နဲ့80 cent လောက်ကျပါတယ် But the Gideons do not depend just upon the churches for their finances. Gideon အနေနဲ့တော့အသင်းတော်ရဲ့ဘန္တာငွေပေါ်မှာပဲမူတည်ပြီးယက်တည်နေတာတော့မဟုတ်ပါဘူး The Gideons themselves have what is called the Faith Fund. Gideon ကိုနိုင်ကလည်းသူတို့ faith fund လို့ခေါ်တဲ့သူတို့ရန်ပုံငွေတွေလည်းရှိပါတယ် That is, we ourselves give money to the Gideons for the purchase of these. ကျွန်တော်တို့ဒီဟာကိုဘယ်လိုခေါ်မလဲဆိုတဲ့ခါကျတော့ရောင်းပါတယ်ဒီတမန်ကျမ်းစာကိုတချို့တွေကိုလည်းဒီပေးတာရှိသလိုရောင်းတာလည်းရှိတယ်ဒီတမန်ကျမ်းစာတွေပြန်လဲထုတ်လုပ်နိုင်ဖို့အတွက်အရင်းနှီးပြန်လဲလုပ်နိုင်ဖို့အတွက်ပေါ့နော် The Gideons also have what's called a Barnabas Fund. Gideon မှာကျွန်တော်တို့ Barnabas Fund လို့ခေါ်တဲ့ funding ရန်ပုံငွေတစ်ခုလည်းရှိပါတယ် If we're going to be worldwide, our people have to get there. These things have to be shipped, printed, and so forth. ကျွန်တော်နိုင်ငံတကာမှာကျွန်တော်ရဲ့ Gideon Center တွေဖွင့်လှစ်နိုင်ဖို့အတွက်ဆိုရင်တော့ဘာလို့ရလဲဆိုတဲ့ခါကျဒီတမန်ကျမ်းစာအုပ်တွေကိုအဲ့ဒီနိုင်ငံတွေကိုအရောက်ပို့ပေးရတဲ့အလုပ်တွေလုပ်ရတယ်ပေါ့နော် And the Barnabas Fund takes care of that. အဲ့ဒီဟာတော့ Barnabas Funds ကနေပြီးတော့ဒီထောက်ပံ့ပေးတာဖြစ်တယ်အဲ့ဒီတမန်ကျမ်းစာအုပ်တွေကိုသူတို့တခြားနိုင်ငံတကာကိုဖြန့်တဲ့အလုပ်ကိုပေါ့ Barnabas ရဲ့ funding ကနေသွားတာဖြစ်ပါတယ် And the third thing is what we call the Gideon Card Program. Gideon Cards Program. နောက်တစ်ခုကပါလဲဆိုတဲ့အခါကျွန်တော်တို့မှာ Gideon Card Program ဆိုတဲ့အရာလေးတွေရှိတယ်ပေါ့နော် Now you have a Gideon card rack in the back row, back there. ကျွန်တော်တို့ဒီနောက်မှာဆိုလို့ရှိရင်လည်း Gideon Card ကိုတွေ့ရပါလိမ့်မယ် This is a win-win situation for everyone. ဒါကတော့အကုန်လုံးအတွက် win-win အခြေအနေမျိုးဖြစ်တယ်ဘယ်သူမှမနာဘူးဆိုတဲ့သဘောမျိုးပေါ့နော် The card is free. Card ကတော့အခမဲ့ဖြစ်ပါတယ် This one is in honor of, but there are in memory and other miscellaneous type cards in the back. ကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲအောက်မေ့ဖွယ်ရာတို့ဒီဝမ်းနေတဲ့ချင်းထိမ့်မှမလို့ပါပဲဖြစ်ဖြစ်တစ်ခုခုအခြေအနေမျိုးမှာ card ကိုပို့ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိပါတယ် There's room for a personal message from you to the person you are witnessing to and sending the card. ဒီ card ကိုပို့ပေးခြင်းတဲ့လူစီကိုခမားအနေနဲ့ဗာ message ပို့ခြင်းတယ်လဲရေးခြင်းတယ်လဲဆိုတဲ့အရာကိုရေးသားနိုင်ဖို့အတွက်လဲနေရာရှိပါတယ် You have satisfied Acts 1, the person receiving, particularly if they are unsaved, will see a verse from the Bible. ကဲ၍ခမားကတော့ဒီတမန်တော်ဝတ္ထုခန်းကြီး1အငယ်8ထဲအတိုင်းလုပ်တယ်အဲ့ဒီလူတွေကခဏပြောသလိုဆိုရင်ခမားရဲ့တမန်ကျမ်းစာလေးကိုဖတ်ခြင်းအပြင်သူ့မှာခွန်အားရနိုင်တယ်အကယ်တော့လုံခြုံမှုမရှိတဲ့လူဖြစ်မယ်ဆိုလို့ရှိရင်တော့မှခမားပေးပို့တဲ့တမန်ကျမ်းစာကိုဖတ်ခြင်းအပြင်သူ့မှာခွန်အားတွေပြန်လဲရရှိနိုင်မှာဖြစ်တယ် And the Gideons win because there's a card to send the Gideons a gift to buy more scripture.
ဒီမှာဂီဒီယန်အနေနဲ့လည်းကျွန်တော်တို့ဒီစာအိတ်လေးတွေပေးထားတာဖြစ်တယ်ဂီဒီယန်ကိုခင်ဗျားတို့အနေနဲ့လက်ဆောင်ပေးခြင်းနဲ့ပြောခြင်းတဲ့သဘောကငွေကြေးလက်ဆောင်ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းသူတို့လက်ခံတယ်ဒါမှသာလျှင်သူတို့ကဒီတမန်ကျမ်းစာအုပ်လေးတွေကိုလည်းပုံမပြီးမှထုတ်လုပ်ဖြန့်ချိနိုင်မှာဖြစ်ပါတယ် So from you, we would like you to consider prayer, membership, and some finances. ခင်ဗျားတို့စဉ်းစားစေချင်တာကတော့နံပါတ်1ဆူတောင်းပေးဖို့ဂီဒီယန်အတွက်ဆူတောင်းပေးဖို့နံပါတ်2ဂီဒီယန်ရဲ့ member ဖြစ်လာဖို့နံပါတ်3အနေနဲ့ဂီဒီယန်ကိုငွေကြေးအရာထောက်ပံ့ပေးဖို့ကူညီပေးဖို့ဖြစ်ပါတယ် But the Gideons are not here just to take from you. We wish to give you too. ဂီဒီယန်ဒီယိုလာတာခင်ဗျားတို့ဆရာယူဖို့တက်တက်ပဲမဟုတ်ပါဘူးခင်ဗျားတို့ကိုလည်းပြန်ပေးဆရာရှိပါတယ် By way of two examples, the first is what we call the life book. ကျွန်တော်ဥပမာနှစ်ခုနဲ့ပြောပြမယ်ပထမတစ်ခုကဘာလဲဆိုတဲ့အခါကျတော့အသက်တာစာအုပ်လို့ခေါ်တဲ့ life book လို့ခေါ်တဲ့အသက်တာစာအုပ်အကြောင်းပေါ့နော် It's free. ဒီအရာကအခမဲ့ဖြစ်ပါတယ် Over 11 million of them have been distributed so far. ဒီစာအုပ်မျိုးကိုသူတို့ကအနည်းဆုံး11 million လောက်အထိသူတို့ဖြန့်ချီပြီးပြီ The beauty of this life book is that the Gideons and you cannot go and witness in the schools. ဒီ live book ရဲ့လှပတဲ့အရာလေးကဘာလဲဆိုလို့ရှိရင်ခမားရောဂီဒီယန်ရောဒီဝေမျှတက်သေးခံပြီးမှအကြောင်းတွေမှာဒီနှုတ်ပတ်တရားတော်အကြောင်းတက်သေးဖြစ်နိုင်တယ် So who can? ဘယ်သူများလုပ်နိုင်လဲ Your children go to school. They're the ones that use the life book. They're the ones that witness to their friends in the schoolhouse. ခမားရဲ့သားသမီးတွေကအကြောင်းသွားတဲ့ကလေးတွေဖြစ်တယ်ဆိုရင်ဒီအရာနဲ့သူတို့အကြောင်းမှာရှိတဲ့ငယ်ချင်းတွေကိုလည်းဝေမျှလို့ရတယ်တက်သေးခံလို့ရပါတယ် The second thing is what we call conversations. ဒုတိယချက်အနေနဲ့ကျွန်တော်တို့ကဘာလဲဆို conversation လို့ခေါ်တဲ့အပြန်အလှန်စကားပြောတာပေါ့နော် Again, it's free. ဒီဟာလည်းအခမဲ့ဖြစ်ပါတယ် The goal is to help pastors and churches have the congregation witness. How do you do it? Conversations. ဒီဟာဘာလဲဆိုတဲ့အခါကျတော့အသင်းတော်မှာရှိတဲ့အသင်းဥဆရာရောအသင်းသူအသင်းသားတွေရောအသင်းတော်ထဲမှာဘာတွေလုပ်နေတယ်လဲဖခင်ရဲ့ကောင်းမြတ်ကြောင်းဘလို့ရှိတယ်လဲဆိုတဲ့အရာတွေကိုတက်တည်ခံနိုင်ဖို့အတွက်ဖြစ်ပါတယ် I think that the best way for me to end is to have a video of the power of God in one man's life. နောက်ဆုံးအနေနဲ့သူအဆုံးသတ်ချင်တာတော့အမျိုးသားတစ်ယောက်ရဲ့တက်တည်ခံချက်ဗီဒီယိုကလစ်လေးနဲ့ဒီနေ့နှုတ်ပတ်တရားတော်အဆုံးသတ်ချင်ပါတယ် It's up to you.
ဒီမှာပါတဲ့အမျိုးသားဆိုလို့ရှိရင် तू ကအရင်တော့မူရစေးဝါကိုလည်းသုံးဆွဲတဲ့လူဖြစ်တယ်မကောင်းတဲ့မိန်းမတွေကိုလည်းလိုက်စားတဲ့လူဖြစ်တယ်သူ့ရဲ့တက်တေခံချက်ရသူ့ရဲ့တတိယမယားလို့လည်းပါဝင်တဲ့အတွက်ကြောင့်ဇနီးမယားတွေလည်းအများကြီးရှိတဲ့လူဖြစ်လိမ့်မယ်နောက်ဆုံးသူ့ရဲ့တတိယဇနီးကလည်းသူ့ရဲ့ဘဝထဲထွက်ခွာသွားတဲ့အချိန်မှာ तू ကမူရစေးဝါရဲ့ကြေးကျွန်လည်းဖြစ်နေတဲ့အခါကျတော့သူ့ရဲ့အသက်တာထဲမှာဘာမှမကြံတော့ဘူးလို့ तू ကခံစားရတယ်ခံစားရတဲ့အတွက်ကြောင့် तू ကသူ့ကိုယ်သူတတ်သိဖို့အထိတောင် तू ကစဉ်းစားလာတယ်တနေ့တော့အချိန်မှာလူငယ်လေးတစ်ယောက်ကသူ့စီကိုလာတယ်လာပြီးမှဒီတမန်ကျမ်းစာအုပ်လေးကိုလည်းကင်လာပြီးမှသင်ယေရှုခရစ်တော်ကိုသိပါသလားဆိုပြီးမှမေးခွန်းထုတ်တယ်ပြီးတဲ့အခါမှာဖခင်သခင်ကလောကသားတွေကိုချစ်လွန်တဲ့အတွက်ကြောင့်သူ့ရဲ့တပါးသီးတော်သားတော်ကိုလောကသားတွေအတွက်ဆေလွတ်ခဲ့တယ်ဆိုတဲ့အရာကိုလည်းရှင်းပြတယ်အဲ့ဒီချိန်မှာသူ့ရဲ့နှလုံးသားထဲမှာစပြီးမှထိတွေ့လာတယ်ပြီးတဲ့အခါမှာယောမဩဝါဒစာမှာပါတဲ့အတိုင်းပဲကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဘယ်လိုတောင်းရမလဲဆိုတဲ့အရာကိုလည်းဒီလူငယ်တွေကဝေမျှသွားတယ်အဲ့အတွက်ကြောင့် तू ကအသက်တာထဲမှာဘာဖြစ်လာလဲဆိုသူ့ရဲ့နှလုံးသားထဲမှာတမျိုးကြီးခံစားရမှ तू စတင်ပြီးမှဆုတောင်းတယ်ခရစ်တော်ဖျားစီမှာဆုတောင်းတယ်သူ့ရဲ့အပြစ်တွေကိုဆေးကြောပေးဖို့သူ့ရဲ့အသက်တာကိုပြောင်းလဲပေးဖို့အတွက်ဆုတောင်းတဲ့အခါမှာအဲ့ဒီအချိန်ကနေစပြီးမှ तू ကဘာဖြစ်လာလဲဆိုတဲ့အခါကျမူရစ်ဆေးဝါးရဲ့ကြေးကျွန်ဘဝအနေနဲ့လွတ်မြောက်လာပြီးမှသူ့ရဲ့အသက်တာထဲမှာအသက်ရှင်တဲ့နှုတ်ပတ်တရားတော်နဲ့ဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာလေးတွေကိုသိသားတယ်ဒါကဂီဒီယန်ကပေးတဲ့ဒီသမ္မာကျမ်းစာလေးစာအုပ်တေးသေးလေးကနေသူ့ရဲ့အသက်တာပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှတက်သိခံထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ် The gospel is our mission. Our means Gideon's and you. ကျွန်တော်တို့ကယ်တင်ခြင်းသတင်းကောင်းကကျွန်တော်တို့ရဲ့ mission ကျွန်တော်လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆိုတဲ့နေရာမှာ Gideon မဟုတ်ဘူးဒီနေ့မှာထိုင်နေကြတဲ့ညီကောင်မများအားလုံးလည်းပါဝင်ပါတယ် You folks have been very nice to me, and I appreciate it. I thank this fellow. He did a good job. Can we do this for him? ဒီနေ့တွေ့ရတဲ့ညီကောင်မများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျားတို့ကအင်မတန်မှကောင်းမွန်တဲ့လူတွေဖြစ်ပါတယ်ဘာသာပြန်ပေးတဲ့တယောက်လည်းကျေးဇူးတင်ပါတယ် Thank you. ကျေးဇူးများတင်ပါတယ်